တန်ခါယနာမြတ်တော်မှာလူကိုယူတည်လေးမြတ်လက်စုံမူရရှိကိုပူဇော်ဖို့မြောက်မှန်လျှော့ကြောကြသောတက္ကသကရဝပူဇော်တပနာမမဟာကုသိုလ်အစေနံပေါင်းတို့ကြောင့်သာထိတ်တေလာဒါနစာခိပါရမီကုသိုလ်မျိုးနေမဲ့နေစဉ်ဘဝမှာမိကြည်ပွားချမ်းသာကြောင်းသူတို့ဘာကြည်ပွားချမ်းသာကြောင်းရှင်ကောင်းဖြစ်သောမြတ်ဗုဒ္ဓရဲ့အလယ်လမ်းလမ်းစဉ်မြေမပရိဝရတရားတော်များခုနှစ်မြန်စွာလွယ်ကူစွာထီရောက်စွာချင်းချမ်းကြိုးကုပ်အားထုတ်နိုင်ကြသောပါရမီရှင်များဖြစ်ကြပါစေသုတ္တံပန္တိယမံဓမ္မိဓမ္မတိထာမောဒတဘဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္ထာဗုဒ္ဓံရဏံကိသာမိဓမ္မံရဏံကိသာမိသံဃံရဏံကိသာမိဗုဒ္ဓံရဏံကိသာမိဓမ္မံရဏံကိသာမိသံဃံရဏံကိသာမိစေတတုတိယမိဗုဒ္ဓံရဏံကိသာမိဒုတိယမိဓမ္မံရဏံကိသာမိဒုတိယမိသံဃံရဏံကိသာမိတတိယမိဗုဒ္ဓံရဏံကိသာမိတတိယမိဓမ္မံရဏံကိသာမိတတိယမိသံဃံရဏံကိသာမိတိတရဏကမနံပရိဘုံနံအာမပရိဝါစနာပဏ္ဏတိပါဒနေ့ကသာနာတက္ကိ2563ခုနှစ်ကောဇာနေ1382ခုဥဒ္ဝေလာသံတရေစနေနေ့ခေတ္တခေ2020ဇန်နဝါရီ25ရက်တရုတ်နေ့တခုနေ့နော်။ရောင်းနိုင်တဲ့သားကြီးဘုရားတော်မြို့နယ်နေရာဝေချံလာဓမ္မပါဠိဆွမ်းတော်အတိ73ကြိမ်မြောက်ဆွမ်းအောင်ပဲဓမ္မပူဇာဒုတိယပွဲဒီညကျင်းပတဲ့နေရာမှာ3ညမြောက်ဖြစ်ဒီနေ့ညဘုံမောဟောချတဲ့ပြရတာမခံခြင်းတဲ့စိတ်ကိုဆုံးမပါတယ်နော်မခံ
ခြင်းနဲ့စိတ်ကိုဆုံးမှာဒါနေစဉ်ဘဝမှာဖြစ်ပေါ်တဲ့စိတ်ချောင်းလေးတွေအဲ့ဒါတွေကိုသတိထားနိုင်အောင်မလိုအပ်တဲ့မရှိလည်းဖြစ်တဲ့ဒုက္ခတွေမရှိဘဲနဲ့ဖြစ်တဲ့ဒုက္ခဆိုတာဘုံမှာအင်္ဂလိပ်လိုတွေးပြီးတော့ပြောတာ program we can do without မရှိလည်းဖြစ်တဲ့ဒုက္ခဆိုလိုတာကကိုက volunteer လုပ်ပြီးတော့တကယ်လိုချင်ပြီးတော့ယူမှဖြစ်တဲ့ဒုက္ခတကယ်မလိုချင်ဘူးဆိုရင်ဒီတိုင်းမွေးလာကြရဆိုရင်ဖွာလာတဲ့ဒုက္ခမဟုတ်ဘူးမွေးဖွာခါစားကလေးလေးဘသူပေါ်မခံကျင်တဲ့စိတ်ဆိုပြီးတော့အဲ့စိတ်လေးပါမလားထမင်းစားရပိုက်စားရဆိုရင်စားတဲ့အကြောင်းမိခင်ကိုအတိပေးတဲ့နေနဲ့သူငိုတယ်သူနှုတ်ဆိုလိုက်ရင်သူပြီးသွားတာပဲအဲ့ဒီဒုက္ခသူစနေမရှိတော့အဲ့ဒီချင်းလေးစာရကောင်းမလားဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုယ်လည်းသူပြန်ပြီးတော့ဒုက္ခပြန်ပြီးတော့ထောတာမဖြစ်ဘူးဉာဏ်ညွှန်းထားပြမနဲ့အဲ့ချင်းနဲ့ဆိုရင်လည်းခါသူကငိုပြတယ်အမေကတိတ်လိုက်တယ်ဆိုရင်သူအိပ်ပျော်သွားတဲ့ခါမှာနောက်သူပြန်နိုးလာတဲ့ခါမှာအဲ့ကလေးငယ်လေးငကောပါလာတဲ့ဒုက္ခအဲ့ဒုက္ခစာလုံးတဲ့ဒုက္ခပြင်းမတဲ့ဒုက္ခအဲ့ဒုက္ခတွေသူကိုယ်တိုင်မကိုင်းတွယ်နိုင်တဲ့မဖြစ်ရှင်းနိုင်သေးတာမှမိခင်ကသူ့ဝိုင်းပြီးဖြစ်ရှင်းပြီးတယ်တော့အပန်းမကြီးပါတနေ့သားအရွယ်နှစ်သားအရွယ်အဲ့လိုနှစ်သားအရွယ်လောက်ထိအဲ့ကလေးလေးသူ့မခံရတဲ့စိတ်တွေဖြစ်ကြီးလာတဲ့ခံစားမှာကိုဟိုလူနဲ့နိုင်လိုက်ကြီးလူနဲ့နိုင်လိုက်ကိုကမနိုင်လိုက်ပဲစနစ်ကနိုင်ခိုင်းသွားပြီးရှင်းပြခိုင်းမူလကသွားတက်ပြီးဆိုရင်ကလေးလေးလင်္ကာနဲ့ပဲရှိသေးတယ်အခန်းကြောင်းမှာဘသူကပို့တော်တယ်ဘသူကအတော်ဆုံးနံပါတ်1အတန်းနဲ့မှဘသူကတော့နံပါတ်2ဘသူကနံပါတ်3အဲ့လိုပြန်ဆိုင်ခိုင်းတဲ့ခါကျတော့ကိုကအထက်ရောက်တဲ့ပုဂ္ဂိုလ်အောင်တဲ့ပုဂ္ဂိုလ်အချင်းမခံတဲ့ပုဂ္ဂိုလ်တွေမှာမပါဘူးဆိုရင်စိတ်ထဲမှာအားငယ်တယ်အဲ့ဒီအားငယ်တာဒါမခံခြင်းစိတ်အစိတ်ပိုင်းမှာမခံနိုင်တဲ့စိတ်တစ်မျိုးပါအားငယ်အင်္ဂလိပ်လို inferiority complex ကိုယ့်ထက်သားတဲ့လူလိုကြည့်ပြီးတော့အားငယ်မာနတစ်မျိုးပေါ့ဟိနနာနတဲ့မာနတဲ့မာန၃မျိုးတယ်မာန၃မျိုးရှိတယ်ဒါဟိနနာသူရဲ့မန်ပေါ့နာသူရဲ့မာနမခံတဲ့စိတ်တခါတခါကျတော့မိဘကိုယ်နဲ့ဟောကိုသားမီးတွေကိုအချင်းချင်းနိုင်ချက်ကြိုးစားအကိုကြီးလိုဖြစ်အောင်ကြိုးစားအမိုင်းလိုဖြစ်အောင်ကြိုးစား
အဲ့လိုပြောရတဲ့ကြတော့ pressure နဲ့တဲ့အချိန်မှာစိတ်ဖိစီးမှုနဲ့တဲ့အချိန်မှာကလေးကသူ့ရဲ့အကြီးတွေကိုအားကြရင်အားကြအားကြတာတော့ကောင်းပါတယ် aspiration ဖြစ်တယ်ဆိုတာကိုအားကြပြီးတော့ကိုဖြစ်ချင်ဒါပေမဲ့စိတ်အလွယ်တကူဝင်နိုင်တော့ဆိုတော့မိဘကအဲ့လိုခဏနာသွားပြီးတော့နိုင်နေဆိုတခါခါမိဘကဘယ်လိုပြောနေရနေအမကြီးလို့မဟုတ်ဘူးနေအကိုကြီးလို့မဟုတ်ဘူးပြောခက်လိုက်တာဆိုမခံကျင်တဲ့စိတ်ပြောင်းသူများပြုတ်ပြင်သွားမလားပြုတ်ပြင်မလားဆိုပြီးတော့စေတနာနဲ့တော့ပြောပါလေဒါမဲ့ပြောတာနှစ်ဖက်ဓာတ်ပွားရှိတယ်ဓာတ်နဲ့ပြောတဲ့ခါကျတော့တစ်ဖက်ကကိုခုတ်ချင်တဲ့ရပြတ်ချင်တဲ့ပြတ်တယ်နဲ့ဒါနဲ့တစ်ဖက်ကအန်ရရှိ side effect တွေဘေးထွက်ဆိုးကျိုးတွေများမခံချင်တဲ့စိတ်ရှိအောင်လှုံ့ဆော်ပြီးတော့မခံချင်တဲ့စိတ်နဲ့တွင်းပြီးတော့ကြိုးစားခိုင်းတာအဲ့ဒီလိုဘေးထွက်ဆိုးကျိုးတွေများအဲ့လိုလုပ်တဲ့အခါမှာစိတ်ဖိစီးမှုများလာရင်မောင်နှမချင်းချင်းတော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့အကိုကြီးကိုယ့်အမကြီးကိုအကြောင်းပြုပြီးတော့သူတို့စံနမူနာထားပြီးတော့ကိုယ့်ကိုလာပြီးမိဘတွေကကြိုးစားအောင်တိုက်တွန်းနေဆိုတာတခါတခါကိုကအဲ့ဒီစေနာမမြင်မိဘူးဘာမှလို့မမြင်မိတော့စိတ်ဖြစ်စီမှုဖြစ်သွားတာ stress ဖြစ်တာစိတ်ဖြစ်စီမှု stress တွေဖြစ်တယ်များရင်အုံနောက်ဒီနောက်ပိုင်းအမိဂရာဆိုတဲ့အုံနောက်အဲ့ဒီအုံနောက်ပဲအလုပ်လုပ်သူ့ကို fear center အကြောင်းတရားလေးနေရအကြောင်းတရားနဲ့တည်ရအဘိဓမ္မာစကားနဲ့ပြောရင်တော့ဒေါသဖြစ်ရင်ဖြစ်တဲ့စိတ္တစရည်ရုပ်ရဒေါသဆိုတဲ့ကြောက်စိတ်ဖြစ်ရင်ဖြစ်တဲ့အဲ့ဒီစိတ္တစရည်ကနောက်အုံနောက်ပဲပါတယ်အမိတ်တယ်ဘုံမပြောတာဒီလိုတပည့်များရှင်ရေးရတဲ့စာအုပ်ဒီလိုစာအုပ်မျိုးကြည့်လို့ပြောတာဒါSiddhartha brain နဲ့တရဏမင်းနဲ့အုံနောက်တာထင်ကြတဲ့ science of meditation ဒါတရားထိုင်မှုရဲ့တရားထိုင်ခြင်းသိပ္ပံဒါကြတော့ alter traits နဲ့အုံနောက်ကိုတရားထိုင်ခြင်းပြောင်းလဲအောင်ပို့ပြီးတော့ကောင်းအောင်လုပ်နိုင်အရာကို stress များလို့ဒီ stress တွေမရှိဒီစိတ်ဖြစ်နေမရှိပဲနဲ့တရားထိုင်ရင်းနဲ့စိတ်ချမ်းသာမှုရနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလူနှစ်ယောက်ပေါ့သူတို့ရဲ့အုံနောက်ကိုဓာတ်ပုံရိုက်ထားတယ်အဲ့ဆက်မှာနဲ့ဓာတ်ပုံရိုက်ထားအဲ့လိုဓာတ်ပုံရိုက်ထားတဲ့ခါကျတော့စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ် stress နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဘေးပတ်ဝန်းကျင်ကပြောတယ်သူကဆက်ပြီးတော့အကောင်းဘက်ကနေယူနိုင်တယ် positive thinking ရှိတဲ့တရားနာပြီးအရာကိုစိတ်ဖြစ်စီမှုများတဲ့ပုဂ္ဂိုလ်ကျတော့ဘေးကကောင်းတာပြောလဲပဲသူကကောင်းတယ်လို့မထင်စိတ်ဖြစ်စီမှုကများနေတာဟုတ်ဒါကြောင့်လုပ်ငန်းခွင်မှာစိတ်ဖြစ်စီမှုများရင်သတိထားကြပါ
အဆုံးမြင်ဝါဒ negative thinking ကဝင်လာမှမသိဝင်လာတတ်တယ်လုပ်ငန်းခွင်မှာလည်းဝင်လာနိုင်တယ်အိမ်မှာလည်းပဲအဲ့ဒီအဆုံးမြင်ဝါဒတွေဝင်တတ်တယ်အဆုံးမြင်ဝါဒဝင်လာပြီဆိုရင်ကိုယ်အိမ်သူအိမ်သားဘလောက်ပဲကောင်းတာလုပ်နေလို့သူမလုပ်ပေးတဲ့ဟာပဲကိုယ်ကသွားပြီးတော့မြင်မိသူလုပ်ပေးတဲ့ဟာကိုကျေးဇူးတင်မဲ့အစားအဲ့ဒါကိုယ့်ရဲ့ရပိုင်ခွင့်ဆိုပြီးသွားမြင်တယ်ကိုယ်ရပိုင်ခွင့်ကိုယ်ရပိုင်ခွင့်ဆိုတာလည်းပဲရပိုင်ခွင့်ဆိုပြီးတော့မြင်တဲ့ပုဂ္ဂိုလ်သူရပိုင်ခွင့်တိုးလာဖို့ပဲရှိတရားနဲ့တရားပေါ်မှာရှိတဲ့ expectation တွေမျှော်လင့်ချက်တွေများပဲများလာအဲ့တော့မခံခြင်းနဲ့စိတ်ဖြစ်အောင်ကလေးတွေကိုစိတ်ကတွင်းနေဆိုတာဒါတို့ကိုတမင်တက်တဲ့စိတ်ဖြစ်စီမှုများအောင်လုပ်လိုက်တချို့ကြတော့အိမ်မှာလည်းမကောက်ကြောင်းပါလေပါခေါင်းကပြောသူတင်းနေသုံးနေပြေးနေအဲ့ဒါမျိုးတိတ်မှနိုင်ငံတို့ဆွီဒင်နိုင်ငံတို့ဖင်လန်နိုင်ငံတို့အဲ့နိုင်ငံဟိုပညာရေးကောင်းတဲ့ထဲမှာထိတ်ဆုံးမှနေအင်္ဂလန်နဲ့အမေရိကန်ရဲ့ထက်မှာတော့ရှိသေးတယ်အဲ့ဒီနိုင်ငံတွေတို့ရဲ့အတန်းကျောင်းမှာစုပေးပြီးတော့စာချက်ခိုင်းတာမရှိစုပေးတဲ့စနစ်မရှိဘူးစုပေးတဲ့စနစ်မရှိဘဲနဲ့ကလေးတွေကစာစိတ်ဝင်စားစာချက်ခိုင်းတယ်အဲ့ဒီနေရာမြန်မာနိုင်ငံကိုရယူဖို့တင်တယ်ဘာလေးလာဖို့တင်ဒါဖြင့်စုပေးစနစ် incentive focus အဲ့စုပေးစနစ်မသုံးမနဲ့ကလေးတွေကစာချက်ဆိုတော့သူတို့ကိုအထက်ကနေပြီးတော့ချင်းချောင်းလို့လာမှာချစ်ကြောက်ယူသေးဆိုတဲ့နေရာမှာတချို့ကချစ်တာလည်းကြောက်သွားတယ်ယူတယ်လည်းကြောက်သွားတယ်ကြောက်တာတစ်ခုပဲအကြောက်တရားရဲ့အသုံးပြုအကြောက်တရားကိုအသုံးပြုတာ track focus ဆိုတဲ့ psychology မှာရှိတယ်အကြောက်တရားကိုအခြေခံပြီးတော့အကြောက်တရားကိုလက်သုံးကြည့်ရ instrument ကိုနဲ့အသုံးပြုပြီးတော့ကလေးတွေကိုခိုင်းအဲ့လိုလုပ်တယ်ဆိုရင်လည်းပဲခု neurologist စိတ်အကြောင်းအုံနောက်အကြောင်းတွဲပြီးတော့လေးလာတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်တွေပြောတာအကြောင်းတရားနဲ့တွန်းရင်နဲ့အကြောင်းတရားနဲ့တွန်းခံတဲ့လူတွေသူတို့ကိုခိုင်းတယ်လို့ပဲသူတို့ကလုပ်နိုင်တယ်အများခိုင်းတော့ပဲလုပ်သူတို့ကသူတို့တွေးပြီးတော့ initiative ဆိုတဲ့အင်္ဂလိပ်စကားသူတို့တွေးပြီးတော့ကြံစတာမျိုးတွေစိန်တမ်းမရညာမျိုးတွေဖြစ်မဖြစ်ဘာဖြစ်လို့တော့ဆိုတော့အကြောင်းတရားရဲ့အောက်မှာအုံနောက်မပွင့်ပါဘူးအုံနောက်ကအကြောင်းတရားနဲ့ကြုံတွေ့ရင်ကြုံမကြုံပါအဲ့ဒီနိုင်ငံတွေကအကြောင်းတရားလေးမသုံးနော်ကြောင်းလည်းမချောက်ဘူးနောက်တစ်ဘက်ကလည်းပဲမက်အောင်လည်းပဲမက်လုံးလည်းမပေးဘူးsocial skills ဆိုတာလေကျောင်းမှာစာသင်တဲ့အခါမှာ academic skills ဆိုတာရှိတယ်အဲ့ဒါ IQ academic skill အင်္ဂလိပ်စာတတ်အောင်သင်ချာတတ်အောင် physics တွေ chemistry biology တွေ botany တွေအဲ့ဒါတွေနားလည်အောင်ဘာသာတခုနားလည်
အဲ့ဒါတွေကသူ IQ တွေအုံနောက်ပိုင်းဆိုင်တယ်မသိနဲ့နောက်တစ်ခုကတော့ social skills ဆိုတဲ့ EQ ကိုပြောတယ် emotional quotient စိတ်ခံစားမှုပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုပြောတာအခုနိုင်ငံကကုမ္ပဏီတွေမှာလာကောင်းတဲ့ကုမ္ပဏီတွေမှာတို့ဂျာထုခန့်တော့မယ်ဒီဝန်ထမ်းခန့်တော့မယ်ဆိုရင်အဲ့ဒီ EQ ဘယ်လောက်မြင့်လို့ဆိုတော့အဲ့ဒါသူကစိတ်ဝင်စားတယ် EQ မြင့်တဲ့ပုဂ္ဂိုလ်ကဟို team work အသင်းနဲ့အဖွဲ့နဲ့အုပ်စုနဲ့လှုပ်လှုပ်ရတဲ့အခါဥပမာရုံးမှာဘယ်အုပ်စုကဘာလုပ် team work နဲ့လုပ်ရတယ်နေရာပြောဒီ EQ ကောင်းတဲ့လူအောင်အများနဲ့လှုပ်လှုပ်တတ်တာမဟုတ်ဘူးဆိုရင်သူကသူကြောက်တာတွေနောက်ပြီးအများနဲ့ဆွေးနွေးတဲ့အခါမှာအမြင်တွေအချင်းဒီအမြင်တွေထုတ်ဖို့ပြောပြတဲ့အခါမှာအမြင်တစ်ခုကသူ့ကိုဆန့်ကျင်နေဆိုရင်မခံချင်စိတ်ဖြစ်တယ်ဒေါသဖြစ်တယ် to take it personally အဲ့လိုပြောဒါကိုရေးပူတာရှုထောင့်နဲ့တွားကြည့်လိုက်တယ်အမှန်တော့အလုတ်သဘောတရားနဲ့ဆွေးနွေးနေကြတယ်အလုတ်သဘောတရားနဲ့ဆွေးနွေးနေတဲ့ဟာကိုအဲ့တော့အကြံဉာဏ်တွေဝိုင်းပြီးတော့ပြောတဲ့အခါမှာအမှားတွေလည်းပါမှာပေါ့မပြည့်စုံတာလည်းပါပေါ့မှန်တယ်လည်းပါအဲ့ဒီအမှန်တစ်ဆင့်ကျေပြန့်တဲ့အတွေ့အကြုံနေပြီးတော့ကျင်းအောင်ဒီပြည့်ကျင်းတော့နီးစပ်လာအောင်ဝေးနေတဲ့ဟာနေပြီးတော့နီးစပ်လာဒီလိုဆွေးနွေးလာကြတာဒါဟိုပဲဘာကိစ္စလို့ခေါ်တာဓမ္မတာကိစ္စဆွေးနွေးအဲ့လိုဆွေးနွေးတဲ့သင်္ကန်းမျိုး training မျိုးကိုအဲ့ဒီနိုင်ငံတွေလုပ်ပြီးအသက်6နှစ်ကလေးကစလုပ်ပြီး16နှစ်အဲ့ဒါကြောင့်အချင်းချင်းအဲ့ဒီလိုဆွေးနွေးတဲ့အခါမှာအလွယ်ကူဒေါသမဖြစ်တော့ဘူးငယ်တော့စဖြစ်မယ်ဒီဆွေးနွေးတဲ့အခါမှာမုံမရဲနေပါဖြစ်မယ်ကိုယ့်ရဲ့အကြံဉာဏ်အပယ်ခံတဲ့အခါမှာစိတ်အားငယ်တဲ့အခါဖြစ်မယ်ဒါပေမဲ့သူ့ရဲ့စဉ်းစားကကိုကလူတိုင်းကိုတန်ဖိုးထားတဲ့စဉ်းလူတိုင်းကိုပြောရေးဆိုခွင့်ပေးတဲ့စဉ်းအကြံဉာဏ်မှားမှန်အဲ့ဒီအတန်းကြောင့်ရဲ့ထိုင်မှာဒီ training လုပ်နေတဲ့အချိန်ကာလအတွင်း discussion ပြီးဆွေးနွေးမှုဆိုတဲ့ယဉ်ကျေးမှုတစ်ခုကိုတည်ထောင်နေတဲ့အချိန်ကိုပြောရတာကမှားတာမှန်တယ်ခဲ့ကိုပြောရဲတာနောက်သူများပြောတဲ့အခါမှာစိတ်ပေါင်းတဲ့စားနားထောင်တာအဲ့ဒါကအဓိကဖြစ်အဲ့ဒါအဓိကဖြစ် discussion skill social skill ဒါနဲ့ EQ အဲ့တော့မခံကျင်တဲ့စိတ်ဆိုတာကကိုကအများထဲမှာနေပြီးတော့အများရဲ့ကျင်ဖယ်မှုကိုခံရတဲ့ချက်အခုစိတ်ကမခံကျင်တဲ့စိတ်ဖြစ်စိတ်ကမခံကျင်တဲ့စိတ်အလုပ်ဒီလုပ်ငန်းခွင်မှာလူကြီးရောက်လာတယ်လူ9ယောက်ရှိတယ်ရုံးမှာလူ9သူနဲ့သူရုံးမှာလုပ်တယ်လူ9ယောက်ရှိတယ်4ယောက်ကိုရောက်ချင်းနေကောင်းတော့ခေါ်ပြောတယ်တယောက်ပဲခြံထားတယ်ဆိုအဲ့လိုခြံထားခံရတဲ့တယောက်ကမခံရတဲ့စိတ်ဖြစ်သွားexcluded ဖြစ်သွားတာကိုအားငယ်တဲ့စိတ်ဖြစ်သွားတာအဲ့လိုမခံရတဲ့စိတ်ဆိုတာမကျဉ်းတဲ့စိတ်ပဲဒေါသသူတို့ကြတော့ခေါ်ပြောတယ်အရေးပေးတယ်ငါကြတော့အရေးမပေးဘူးနိုင်ရှင်တယ်နိုင်ရှင်လေစိတ်ထဲမှာမခံရတဲ့စိတ်ဖြစ်တယ်မခံရတဲ့စိတ်ဖြစ်
အဲ့ဒါကြောင့်တက္ကပညာတုတ်ထဲမှာမနာလိုဝန်ထိုးစိတ်ဘယ်ကနေဖြစ်တော့ဆို subconscious thinking အလိုလိုနေနဲ့သူကတွေးတဲ့စိတ်ကဖြစ်ထားတယ်တတိနဲ့တွေးတာမဟုတ်တတိရှိနဲ့တွေးတာတတိတရားမပါဘဲနဲ့အလိုလိုမကျင်တဲ့စိတ်မခံကျင်တဲ့စိတ်ကြောင့်သူကတွေးတဲ့အတွေ့အဲ့ဒါဝိတက္ခလို့ဝိတက္ခတက္ကပညာထုတ်တယ်မခံကျင်တဲ့စိတ်ကမှကာမောင်းပါတယ်သူတယောက်ကသူဘာအရေးရှိလည်းမသိဘူးကိုရှိရနေပြီးတော့ခါလေးဖြတ်တက်တယ်အဲ့လိုဖြစ်ရင်တောင်းတန်ကာသမားဆိုရင်တော့မခံကျင်တဲ့စိတ်ဖြစ်တယ်မခံကျင်တဲ့စိတ်ဖြစ်တော့ဘာလို့အဲ့ကာနာကိုလိုက်ပြီးတော့သူ့ကိုပြန်ပြီးတော့ကြော်ပြအဲ့ဒီလိုလို့ဖို့အတွက်လိုအပ်တယ်လားမခံကျင်တဲ့စိတ်တစ်ခုတည်းနဲ့လို့အဲ့ဒီလိုလို့ဖို့အတွက်လိုအပ်တယ်လားအဲ့လိုလုပ်တဲ့အခါမှာမခံကျင်လို့သွားပြီးတော့ကြော်တက်တဲ့ဒီကာသမားသူဆုံးဖြတ်ချက်တွေမှားတော့တယ်ဘယ်ကြီးနေရမှာကြော်မလားသူရှိမှနေမလားဆုံးဖြတ်တယ်မှားတယ်အဲ့တော့ neurologist ဘုံနောက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေတရားထိုင်တဲ့ပုဂ္ဂိုလ်နဲ့တရားမထိုင်ပုဂ္ဂိုလ်တွေအုံနောက်တွေကိုနိုင်ရှင်းကြည့်တဲ့အခါမှာတရားတွေ့အဲ့ဒါကြောင့်မလို့အကြောက်တရားလို့စိတ်ဆိုးမှုဒေါသလို့မခံနိုင်တဲ့စိတ်အဲ့ဒီစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေသူတို့အနောက်က inhibiting တဲ့သူတို့သုံးပြီးတဲ့စကား inhibiting ဆိုတာကအကြောင်းကျိုးဆင်ခြင်မှုကိုပိတ်ပင်ဒါစီတယ်လို့ထည့်တယ်အဲ့ဒါ inhibiting အဲ့ဒါလည်းမကောင်းဘူးအဲ့ဒီလူတွေမှာစိတ်ဖိစီးမှုဖြစ်ပြီးဆိုရင်တော်တော်နဲ့နလန်မထူဘူးအဲ့ဒါလေးကိုဘုံဘုံဒီစာအုပ်ထဲနည်းနည်းတော့ရှင်းပြတယ် the emotional life of your brain emotion နဲ့ owner နဲ့ရှင်းပြီးတွဲပြီးတော့ရှင်းပြတယ်ဒါ1990လောက်ကလေးစပြီးတော့မဟာစီနီးနဲ့ဆရာကြီးကိုယ်ကနီးနဲ့တရားထိုင်လာခဲ့တယ်ဟာဗတ်တက္ကသိုလ်ကထိုးစင်ကတော့ PhD ကျောင်းလာတော့အခုတော့ Wisconsin ကဖာမောက္ခကြီးအဲ့ဒီလိုမကျင်တဲ့ပုဂ္ဂိုလ်သူများကိုကားကိုကြော်တယ်လို့မကျင်တဲ့ပုဂ္ဂိုလ်သူ့နောက်ကိုလိုက်ပြီးတော့ငါလည်းဒီလိုမောင်းနေတယ်ငါကားလည်းဒီလိုပဲကောင်းတယ်ဆိုတော့ပြချင်တဲ့သဘောမျိုးနဲ့ဒီနေ့ပြောမယ်ဆိုရင်ကိုမကြိုက်တဲ့အဲ့ဒီကိုကားကိုကြော်တာကိုမကြိုက်အဲ့ဒီကိုကိုပြန်ပြီးအသိမပြုတ်ပေါ့အသိမပြုတ်တာကိုလိုက်ရှာတာ you're looking for recognition အတွေးကဘယ်လောက်ချော်လဲဆိုကိုမကြိုက်တဲ့လူကိုပြန်အသိမပြုတ်အောင်လုပ်တယ်ဆိုတော့ဘယ်လောက်တွေးချော်ကိုမကြိုက်တဲ့လူကကိုဘယ်လိုလုပ်အသိမှပြုမှာတော့မိုးခေါင်နဲ့တဲခန္ဓာရဲ့ထဲမှာအရှိတယ်နဲ့တဲခန္ဓာရဲ့ထဲမှာဥရောပမှာကြားတယ်နင်းဒီမျောလင့်တဲ့အစားမျောလင့်တဲ့အလားပဲကြားနေမှာအဲ့ဒီလူကလည်းပဲကိုယ့်ကိုအတိမပြုမယ်ဆိုသူကလည်းပဲမခံကျင်တဲ့စိတ်
ပို့ပြီးတော့ဖြစ်တယ်အဲ့ဒါ तू ကလည်းမခံနိုင်တဲ့စိတ်ကိုယ်လည်းမခံနိုင်တဲ့စိတ်ဒီခါနဲ့စီအန္တရာယ်ဖြစ်တာသူတို့ရင်အန္တရာယ်ဖြစ်တာမဟုတ်တခြားလူလည်းအန္တရာယ်ဖြစ်ဒါကြောင့်တူနဲ့တူမခံနိုင်တဲ့လူနှစ်ယောက်ကတယောက်ကရွာသူကြီးဖြစ်တယ်တယောက်ကဆယ်ကောင်းဖြစ်တယ်ဆိုရင်အဲ့ဒီရွာတော့ဒုက္ခရအဲ့ဒီမှာဒုက္ခတခါတခါလင်မယားကြားထဲမှာဖြစ်တာနော်မခံနိုင်တဲ့စိတ်ကျုပ်ကပဲခမည်းကိုအမြဲတမ်းလွတ်လိုက်ရတယ်ဆိုတဲ့အတွေးကြီးဝင်လာလို့ဆိုရင်မခံနိုင်တဲ့စိတ်ဖြစ်ပြီးတရားနာပြီးတယ်အဲ့ဒီစိတ်လေးကိုတတိတရားလေးနဲ့ဆုံးမပြီးပါတတိတရားလေးနဲ့ဆုံးမလမ်းမှာဘုံရဲ့ဓမ္မစကူးမှာကြာပါပြီဘုံအင်္ဂလိပ်ရောက်လာစားတော့96ခုနှစ်မှာကြာလို့ဆိုဒီဖြစ်ဖြစ်လေ69ခုနှစ်လောက်98ခုနှစ်ကလေးမလေးတယောက်9နှစ်ပဲရှိတယ်ဘုံ I want to tell you something ဘုံတို့ပြောတယ် what is it ဖះခိုင်းနေကြွားခဲ့တယ်ဖះခိုင်းနေရတဲ့အခါတခြားကျောင်းသူကျောင်းသားတွေကဖះခိုင်းအဖြစ်မှာပဲရှိသေးတယ်ဘုံMom and Dad fight မမေနဲ့ဖေဖေရံဖြစ်တယ်သူ့ဘဝမှာတစ်ခါမှမမြင်ဘူးသူ့မိနဲ့သူ့ဖေရံဖြစ်တယ်အဲ့တော့သူ့မိသူ့ရံဖြစ်ပြောပြစားလူမရှိဘူးသူစိတ်ကလည်းစိတ်ထဲမှာအရန်ကိုစိတ်ဖြစ်ဖြစ်ဖြစ်တယ်အဖေနဲ့အမေရံဖြစ်တယ်ဆိုတော့အမေကပြောရင်လည်းအမေကမျက်နှာမကြည့်ဘူးမပြောရဘူးအဖေကပြောရင်လည်းအဖေကလည်းမျက်နှာတည်နဲ့မပြောရဘူးသူအားကိုးရတဲ့ပုဂ္ဂိုလ်အဲ့ဒီအချိန်မှာငွေထွေးတဲ့မျက်နှာသူ့ကိုမပေးနိုင်တာတူဒီလိုသမီးအဲ့ဒါနဲ့နောက်ဘုံဘုံကမိဘတွေခေါ်ပြီးတော့မေးကြည့်တယ်တယောက်ချင်းခေါ်မေးကြည့်အဲ့ဒါအမေလို့တဲ့သူကဘာပြောဆိုတော့တခြားမကျင်တတ်တာလေရှင်းရှင်းမှာဘုံဘုံပြောပြတဲ့ဟာတော့ထမင်းစားပြီးဆိုရင်လည်းအဲ့ဒါပခိုင်းနေမစေးကိုသူကပဲအများကြီးစေးရတာအဲ့ဒီစိတ်နဲ့အမှန်ကတော့အိမ်အလုပ်ကိုခွဲပြီးတော့လှုပ်လာတာအဲ့ဒီချိန်ထိအဆင်ပြေဒါပေမဲ့ဘယ်နေရာမှာမခံကျင်တဲ့စိတ်သွားဖြစ်မိလဲမသိဘူးအဲ့မခံကျင်တဲ့စိတ်ဖြစ်တာနဲ့ကျန်တဲ့နေရာတွေမှာ तू ကအပြစ်တွေကြီးဖြစ်အောင်ကြောက်စရာကောင်းလေမရချားတယ်အဲ့ဒီအနေပြီးတော့ချဲလိုက်တယ်ဆိုရင်သူ့ဆွေမျိုးကိုဆွေမျိုးအဲ့ဒါမျိုးတွေပါခိုင်နေတဲ့စိတ်အားလုံးသိတဲ့အတိုင်း BBC website ကိုဖတ်ကြည့်အခုအင်္ဂလန်နိုင်ငံရဲ့တော်ဝင်မိသားစုဖြစ်ဝီလီယံမင်းသားနဲ့သူ့ရဲ့ညီတော်ဟယ်ရီမင်းသားတို့တရားမခိုင်နေတဲ့စိတ်တွေဖြစ်တယ်ဟိုလေးကြောင့်ဖြစ်မခံကျင်တဲ့စိတ်အတွေးကိုစောင်းစီအဲ့ဒါလည်းမကောက်ဘူးအလိုနေနဲ့အဲ့လူတွေက isolation ကိုယ့်ကို isolation နဲ့တွင်းနေတယ် isolate လုပ်တယ်ကိုယ့်အကိုအထီးကျန်လို့မကျင်တဲ့စိတ်ရှိဘာဖြစ်လို့လဲဆိုမကျင်တဲ့အချိန်မှာကိုက negative ဖြစ်တဲ့အရာတွေပဲတွေးnegative ဖြစ်တဲ့ကိုမကျင်တဲ့ပုဂ္ဂိုလ်အကြောင်းခန္ဓာတွေးဖြစ်တဲ့သူ့ကိုအကြောင်းတွေးတိုင်းအမှန်ကတော့ဘယ်သူ့ကိုအဓိကအာရုံပြုကိုယ့်ကိုပဲအာရုံစဆန်တဲ့ဖြစ်နေတယ်စဆန်ကိုယ့်ကိုဗဟိုပြုပြီးတော့တွေးတာတော့ကိုမကျင်တဲ့လူအကြောင်းပြောတော့ဒါပေမဲ့ဗဟိုပြုတာတကယ်အာရုံစိုက်တာဘယ်သူအာရုံစိုက်ကိုယ့်ကိုပဲအာရုံစိုက်တာ
ငါ့ကိုဒီလိုပြောတယ်အဲ့ဒီလိုမြင်ပြီးတော့စိတ်ထဲမှာဖြစ်တယ်ဒဏ်ရာဒဏ်ချက်တွေကိုမကူစားဘူးကုစားမဲ့အစားအဲ့ဒဏ်ရာဒဏ်ချက်တွေတနည်းတမျိုးသိမ့်တာစိတ်ဒဏ်ချက်တွေအဲ့ဒီလိုဖြစ်ရင်တခြားလူရဲ့ဒုက္ခကိုဒီလူတွေမမြင်နိုင်ဘူးဥပမာကိုယ်ကြော်သွားတဲ့ကားကသူ့မှာပါစိတ်ဒုက္ခရှိနေလို့တော့ဆေးရုံသွားဖို့လူအပ်လို့လားမွေးခါနေလူနာပါလို့လားအဲ့ဒီမှာတော်နေမကောင်းတဲ့လူနာပါလို့လားအဲ့ဒီလိုကိုကသူတို့ကိုချင်းစာတဲ့စိတ်မတွေးနိုင်ဘူးတကယ်လို့အဲ့လိုကိုချင်းစာတဲ့စိတ်နဲ့တွေးလိုက်ဩသူတို့မှာအရေးကြီးလို့အလုပ်ထင်တယ်အချိန်နောက်ကျနေလို့ထင်တယ်ဒါမှမဟုတ်ဆေးရုံသွားဖို့လိုအပ်နေလို့ထင်တယ်အဲ့ဒီလိုမျိုးကိုကတွေးပြီးလိုက်ဖြည့်ပြီးတော့တွေးပြီးလိုက်မခံကျင်တဲ့စိတ်မဖြစ်ဘူးနေမှာကိုယ့်ရဲ့စိတ်ကသူ့ကိုတနာပြီးတော့သူစင်ကြယ်ပါမလားသူအဲ့ဒီလိုမြတ်တာနဲ့တော့တွေးနေတယ်အဲ့ဒီလိုသူ့ကိုသူ့ရဲ့ပြဿနာတွေးပြီးတော့သူကရုဏာအဲ့လိုကရုဏာလေးနဲ့တွေးလိုက်တယ်ဆိုရင်တကယ်လို့သူကကိုယ်ကြော်သွားတဲ့နေရာမှာဒေါနဲ့မောနဲ့ကြော်သွားတာတော့သူ့ရဲ့ဒေါသမောဟအပြုမှုတွေကိုယ်ကိုမထိခိုက်ပါဘူးကိုယ်မထိခိုက်ကိုယ့်ရဲ့ကရုဏာစိတ်ကကိုယ့်ကိုပြန်ပြီးတော့ကာကွယ်ပေးတာကိုယ့်ရဲ့တတိတရားကိုယ့်ပြန်ကာကွယ်ပေးတယ်အဲ့တော့တတိတံဝရ mindfulness as protection compassion as protection ကိုကြော်သွားတယ်လို့အဲ့လိုကိုမကျင်တဲ့စိတ်မဖြစ်ဘူးသူ့ကိုကြောက်တဲ့စိတ်လည်းမဖြစ်ဘူးကြောက်မဲ့သာသူစင်ပြေပါမလားအဲ့လိုတော့သွားပြီးတွေးမိတယ်ရွေးချယ်စရာစိတ်ထားနှစ်ခုရှိတယ်ဒီနေရာလေးတစ်ခုကသူ့ရဲ့ပြဿနာကိုကြည့်ပြီးတော့ကရုဏာထားတယ်ကရုဏာစိတ်ထားနောက်တစ်ခုကတော့သူ့အကြောင်းမတွေ့ကိုယ့်အကြောင်းမတွေ့ငါ့ကိုဒီလိုကြော်သွားမလားငါ့ကိုဒီလိုမလေးမစားလုံးမလားဆိုတော့အဲ့ဒါကျတော့ side center ကိုယ့်အကြောင်းကိုပဲကိုယ်တွေးကိုယ့်အကြောင်းပဲအဲ့ကြောင့်ကိုယ့်အကြောင်းတွေးတာများရင်တရားနာတွေးတယ်မခံချင်တဲ့စိတ်တွေဖြစ်မယ်မာနစိတ်တွေဖြစ်မယ်ကြောက်စိတ်တွေဖြစ်မယ်ကိုယ့်အကြောင်းရှော့တွေးပြီးတော့သူများအကြောင်းပိုတွေးတဲ့ပုဂ္ဂိုလ်ကြတယ်စိတ်ခံစားမှုပိုပြီးတော့ကျမ်းမာတယ်ကိုယ်ကြော်သားရောအမြင်တက်တဲ့ကိုယ်မခံကြအောင်လုပ်တာတော့ကိုယ်စိတ်ကမှမခံနိုင်တဲ့စိတ်မျိုးဖြစ်သူကနေကိုယ်ကိုလာပေးလက်ဆောင်လာပေးတဲ့ရှင်ရင်လက်ဆောင်လာပေးတယ်ဆိုတော့ကိုယ်မယူတဲ့အခါမှာကိုယ်လည်းမပေးဘူးပေါ့အဲ့ရှင်ရင်ဆိုရဲဒေါသစိတ်သူ့လက်ထဲမှာပဲရှိသူ့နှလုံးသားထဲမှာပဲရှိတယ်သူကပဲပြီးတယ်သူကပဲပြီးအဲ့တော့သူများအကြောင်းအထူးဖြင့်သူများရဲ့ဒုက္ခတွေးပြီးတော့ကရုဏာစိတ်မွေးတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကို extroverted person လို့ခေါ်တယ် extroverted person An extroverted person bounces back rapidly from adversity. Adversity ဆိုတာကကိုယ်မကြိုက်တဲ့အရာအစမပြေတာသူများအတွက်ကိုချင်းစာတဲ့ပုဂ္ဂိုလ်ကရုဏာထားတဲ့ပုဂ္ဂိုလ်
အစင်းမပြေတာနဲ့တွေ့မြန်မြန်ဆန်ဆန်ပြန်ပြီးတော့လည်းထူတယ်ဒါအုံနောက်ကိုကြည့်ပြီးတော့ရေးထားတာကိစ္စအုံနောက်ကိုဓာတ်ပုံရိုက်ပြီးဘယ်စိတ်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုအုံနောက်ဘယ်လိုဖြစ်လဲ is at the fast to recover and the resilient spectrum resilient ကိုခံအားကောင်းလို့အများတဲ့တွေးဖို့ကိုခံအားကောင်းလို့အစမပြေမှုနဲ့တွေ့တယ်သူ့မှာအလွယ်တကူခံမြင်နေစမ်းပြန်ပြီးတော့ recover ဖြစ်တယ် she maintains a positive outlook အရင်ရေးကြည့်ဖြစ်နိုင်တယ်ဆိုတယ်ကောင်းလို့ပါဆက်လက်ထိန်းထားနိုင်တယ်တခါရန်ကုန်မြို့ထဲမှာကိုမကြိုက်တဲ့ဒီစီးမဲ့ခမ်းမဲ့ကာသမတယောက်နဲ့တော့တွေ့တချို့ကစိတ်ဓာတ်တွေချပြီးတော့ Facebook ပေါ်မှာတက်ရေးတယ်အဆုံးမြင်လာဝင်သွားပြီးတော့ရန်ကုန်မြို့တစ်မြို့လုံးအဲ့လိုဖြစ်တဲ့ပုံစံမျိုးတက်ရေးကြအမှန်ကတော့ရန်ကုန်မြို့ကစီကံပို့လိုက်ရတယ် driver ကိုများပါတယ်သူများကိုချင်းစားတဲ့ပုဂ္ဂိုလ်တွေနဲ့မစားဘူးဆိုကိုချင်းစားတဲ့ပုဂ္ဂိုလ်ပိုများပါတယ်အဲ့ဒီအကောင်းမြတ်ဝါဒရှိတဲ့ပုဂ္ဂိုလ်ညောင်မျိုးထဲမှာနေတာစိတ်ထဲမှာလုံခြုံရှိမှာပေါ့ secure feeling ရှိမှာအဲ့လိုမဟုတ်ဘူးဆိုရင်တွေးတဲ့လူတိုင်းကိုယ့်ရဲ့ unreal လို့မြင်ကြည့်တော့စိတ်ထဲမှာ insecure feeling အလိုလိုဖြစ်နေတာအချက်ဒီမလုံးမကျော်ဖြစ်နေတာသူများတွေးတဲ့ပုဂ္ဂိုလ်ကတော့ conscientious person အကောင်းအဆိုးကိုပြုစတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အကောင်းဆိုးအမှားမှပြုစတဲ့ပုဂ္ဂိုလ်ဥပမာကိုယ်ဝါတဲ့ပုဂ္ဂိုလ်ကကိုယ်ဝါသွားတယ်ဆိုရင်အင်းနဲ့ထွက်တဲ့ကိုယ်ဝါသွားတာမှလမ်းရောက်တဲ့အခါကိုယ်ရဆန်းပြီးတော့ကိုယ်ဝယ်ဝါသွားအများကတွေးလို့ငါကွန်တကလေးဘေးပဝန်းကျင်မငြိပတ်အောင်ငါဘယ်လိုလုပ်မှာလဲသူ့မှာကွန်ထွေးထွေးဖို့အတွက်ဘူဒီလေးခေတ်ကနေနေပြီးသွားတော့သူ့ကိုယ်သူစောင့်ရှောက် conscience ဖြစ်တဲ့စိတ်ကအကောင်းအဆိုးဆိုတဲ့အကျင့်စာရိတ္တအသိမြင့်မားတာကိုမဟုတ်တာကိုမလုပ်ဘူးမဟုတ်တာလက်မခံဘူးဆိုလို့ပြဿနာဖြေရှင်းတဲ့နေရာသူကကရုဏာနဲ့စိတ်ရှိရှိဖြေရှင်းဒေါနဲ့မောနဲ့ဖြေရှင်းတဲ့ပုဂ္ဂိုလ် conscience ဘာနဲ့ဒီလိုကျောင်းဆရာကြီးနဲ့သူ့ရဲ့တပည့်လေးတွေမတိမလိမ္မာသေးတာအဲ့ဒီဟာကိုကြည့်ပြီးတော့တဏှာကရုဏာဖြစ်တယ်ကရုဏာဖြစ်တဲ့ခံကျတော့ကရုဏာဆိုတာကသူကအဖြေမှန်ရှာပေးတာပြဿနာပြေအောင်လုပ်ပဲအဲ့ကျောင်းဆရာကြီးသူ့တပည့်တွေစိတ်ရှိရှိစာသင်ပြီးမိဘလည်းဒီတိုင်းပဲကရုဏာရှိတဲ့အတွက်ကြောင့်သားသမီးတွေကိုစကားဆိုရင်တစ်လုံးစီသင်ပေးတယ်လိမ္မာရေးချမ်းရှိအောင်အဲ့လိုဟာတွေသင်ပေးစိတ်ချဟာဖြစ်တော့သူများတွေတွေ့အမေဆိုရင်လည်းသားသမီးဆိုရင်သူများတွေတွေ့ဆရာဆိုရင်လည်းတပည့်ဆိုတဲ့သူများတွေတွေ့အဲ့ဒါကိုလောကထစရိယာခေါ်တယ်။ပါဠိလောကထစရိယာပါတယ်လို့
လောကဓာတ်စရိယဘုရားလောင်းဘယင်ဖြစ်တဲ့ခြင်းရှိတယ်စစ်သူကြီးဖြစ်တဲ့ခြင်းရှိတယ်ပညာရှိဖြစ်တဲ့ခြင်းရှိတယ်ရည်သိဖြစ်တဲ့ခြင်းရှိတယ်ပြိဿံဖြစ်တဲ့ခြင်းရှိတယ်နတ်ဖြစ်တဲ့ခြင်းရှိတယ်ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘုရားအလောင်းရဲ့စိတ်ဓာတ်ကလောကဓာတ်စရိယအများတဲ့ကြိုးစားတယ်အများအတွက်တွေးတယ်အများရဲ့အကျိုးစီးပွားစိတ်ထဲမှာနှလုံးသားထဲမှာအမြဲတမ်းထားဒါတော့တရားနာပေးရတယ်မခံရင်လည်းစိတ်အလွယ်တကူဖြစ်တတ်တယ်နေစဉ်ပေါ်ကားတစ်စီးကကိုယ်ဖြတ်သွားတယ်ဆိုရင်ကိုယ့်ရဲ့မသိစိတ်ကကိုယ့်ကိုကာကွယ်ခြင်းနဲ့အနေနဲ့မခံရင်လည်းစိတ်ဖြစ်တယ်အမခံရင်လည်းစိတ်ကကြောက်စိတ်တစ်မျိုးပဲဒေါသမခံရတဲ့စိတ်ကိုပြန်ကာကွယ်ဖို့ကသူလုပ်မသိတဲ့စိတ်နဲ့ဖြစ်တာနော် subconscious habit မသိစေအဲ့ဒီ subconscious habit ကကိုယ်ကာကွယ်ဖို့လုပ်တယ်ဆိုရင်ဒီ subconscious mind ဆိုတဲ့မသိတဲ့စိတ်ကလေးပဲ psychology မှာသူကလေးလို့အဲ့ဒီကလေးငိုလာပြီဆိုရင်ကလေးဆူလာပြီဆိုရင်ဘယ်သူကအဲ့ကလေးကိုကြည့်ရမှာလဲမိဘကြည့်ရတယ်အဲကြောင့်မာတာယထာနိယံဗုဒ္ဓမာယုသဧကံဗုဒ္ဓမနုရခေမြေတာတုတ်တယ်မိခင်စိတ်လူကြလာတဲ့မိခင်စိတ်ကအဲ့ဒီမတိစိတ်ကနေဖြစ်ပေါ်လာတဲ့ကလေးအတွေ့ကိုလာပြီးတော့နေသိပြရတယ်မခံတဲ့စိတ်ကိုတတိလေးနဲ့လာပြီးတော့ကြည့်ပြရတယ်လက်ခံပြရတယ်ဟောဒါမခံတဲ့စိတ်လေးပါငါကရုဏာနဲ့ပြန်ကြည့်မခံတဲ့စိတ်ဖြစ်နေပြီလေမကြောက်နဲ့ကိုကြော်သွားတဲ့ပုဂ္ဂိုလ်သူ့မှာအရေးကြီးတဲ့ကိစ္စတစ်ခုကိုရှိနေမှာဆိုပြီးတော့ကိုယ့်ရဲ့မသိစိတ်ကိုပြန်ပြီးတော့နေသိပြရတယ်အဲ့လိုနေသိပြရတယ်အဲ့လိုမနေသိနိုင်လို့ဆိုရင်အဲ့ကလေးကဒီကြောက်စိတ်ကြီးများလိုက်ခဏမခံရတဲ့စိတ်နဲ့ဖြစ်မခံရတဲ့စိတ်ပဲအားကောင်းပါဘူးကိုယ်ရဲ့မသိစိတ် subconscious mind က trauma ရပါ psychology မှာပြော trauma ဆိုတာကအနုတ္တရဖြစ်သွားတာအကုသိုလ်တွေလေးနဲ့ဖြစ်သွားပြီးတော့တကယ်လေးနေတဲ့နေရာစိတ်လေးနေတဲ့နေရာရောက်တာပြီးအနုတ္တရဖြစ်သွားအချိန်မရွေးသူပေါက်ခွဲချိန်မရွေးပေါက်ခွဲအခုစံဘွယ်ခေတ္တနီးစံဘွယ်နီးကိုတာရဲ့တမီးလေးကိုအားပေးနေရမခံနိုင်တဲ့စိတ်ဖြစ်အောင်မပြောနဲ့သူတို့ကိုတမင်တက်တဲ့စိတ်ဖြစ်စီမှုများအောင်လုပ်နေတာမခံနိုင်တဲ့စိတ်ဖြစ်အောင်ပြောမဲ့စားဒါတို့တမီးတို့အခုတင်နေတဲ့ဘာသာရပ်တွေတိုင်းပြည်အတွက်လူအပ်တဲ့ဘာသာရေးရှိတယ်တို့တိုင်းပြည်ရဲ့ပြဿနာတွေရှိတယ်ဒီပါမှာလို့ဒူလာတဲ့ပြဿနာလည်းရှိတယ်ကိုနဲ့ကိုစီပွားရေးပညာရေးဆုံးဖြတ်ချက်တွေမှားခဲ့ဖြစ်ရတဲ့ပြဿနာလည်းရှိတယ်အဲ့ဒီပြဿနာတွေဘယ်သူ့ပုံမှာသွားပြီးအဖြစ်မတင်အဲ့ပြဿနာတွေကိုဒါတို့ဒီလိုဒီစာလေးကျူးစားတယ်
ဒီစာတွေကျိုးစားရင်အဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါကိုတမီးတို့အားကိုးပါတယ်ဒီတိုင်းကြီးကဘာလို့တမီးတို့လက်ထက်မှာရှိတို့တိုင်းကြီးကဘယ်လိုပြဿနာရှိတယ်ဘယ်နေရာလဲဘယ်လိုပြဿနာရှိတယ်ဘယ်နေရာလဲဘယ်လိုပြဿနာရှိတယ်ဆေးရုံတွေမှာဆိုရင်ဆေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြဿနာလဲရှိတယ်ဆရာဝန်တွေကိုပညာပေးဖို့အတွက်တကယ်ကျွမ်းကျင်တဲ့နိုင်ငံရေးခြားကိုပို့ဖို့အတွက်ဘယ်လိုပြဿနာတွေရှိတယ်အင်ဂျင်နီယာဆိုရင်လည်းအင်ဂျင်နီယာအတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြဿနာတွေရှိသေးတယ်အဲ့ဒါမျိုးတွေကိုယ့်ရဲ့အာသမီတွေနားလဲအောင်ပြောပြပြဿနာချိန်ခံပြီးတော့ကရုဏာဖြစ်အောင်ပြောပြတိုင်းပြည်ကိုကရုဏာဖြစ်အောင်တိုင်းပြည်ပြည်ကကရုဏာဖြစ်အောင်ပြောပြအဲ့ဒီကရုဏာစိတ်နဲ့စာကြိုးစားမယ်ဆိုရင်ဒီကလေးဘသူ့ကိုလာပြီးတော့ပြန်ချင်းကိစ္စမရှိသူ့မှာမခံနိုင်တဲ့စိတ်ဖြစ်မခံခြင်းနဲ့စိတ်မဖြစ်ရင်ဒီကလေးသူ့အနောက်ကသူနဲ့လည်းပို့စိတ်ဖြစ်စီမှုမရှိတဲ့အုံနောက်ကိုစိတ်ဖြစ်စီမှုမရှိတဲ့အုံနောက်ကပို့ပြီးတော့ creativity ကောင်းဖန်တီးနိုင်စွမ်းတွေးခေါ်နိုင်စွမ်းပုံများမခံနိုင်တဲ့စိတ်တွေဒါမိသားစုကြားထဲမှာရှိနေကြလားစကားပြောတာကြည့်လို့ပြီးတယောက်နဲ့တယောက်ခနဲ့နေဆိုရင်မခံနိုင်တဲ့စိတ်ဖြစ်မခံနိုင်တဲ့စိတ်နဲ့ထွက်ပေါ်လာတဲ့စကားတွေဒီနေရာကြားထဲမှာလားမောင်နှမကြားထဲမှာလားလုံးခေါ်ခဲ့ပဲအလုံးမှာလုံးခေါ်ခဲ့တယ်ဒါမှမဟုတ်ဘယ်တင်းစားဒီဘယ်တင်းစားအချင်းချင်းပုတ်ခတ်နေတာဟုတ်ပဲအော်ဆူနေဒီဘအော်ဆူအချင်းချင်းပုတ်ခတ်နေတာဟုတ်ပဲရက်ကွက်နေဒီပိုင်းရချင်းချင်းပြိုင်ဆိုင်နေတာအဲ့ဒါမျိုးဆိုရင်မခံခြင်းနဲ့စိတ်နဲ့လုပ်တယ်ဆိုရင်တရားနာပြီကုသိုလ်လုပ်တာအကုသိုလ်ဖြစ်တယ်ပဋ္ဌာန်းနဲ့ဥပါမေတ္တယပစ္စယောလို့ခေါ်တယ်ဥပါမေတ္တယပစ္စယောဒတ္တဥပါမေတ္တယမာနံသတိတတဟာတရားအကြောင်းပြုပြီးတော့မာနရဖြစ်တယ်မာနရဖြစ်ဥပါမေတ္တယပစ္စည်းနာပစ္စည်းဥပါမေတ္တယပစ္စည်းနာဒီသဘောကိုပြောပြတာအဲ့ဒီမခံကျင်တဲ့စိတ်ဖြစ်တာများနေသူအမြင့်တွေ့သွားဟိတုပိစံဖြစ်သွားအဲကြောင့်တွေးတဲ့မြတ်မျက်စိနဲ့တွေးတဲ့မြတ်အာယုံနဲ့တွေးတဲ့မြတ်လူတွေအဲ့လူတွေကိုမကြိုက်တဲ့စကားတစ်ခုပြောမိအဲ့ဒီလိုနေနဲ့ကိုယ်ကြံလို့ဖြစ်အာရမဏပစ္စည်းအကြောင်းကျိုးကိုရှင်းပြတဲ့ထန်တရားအထက်ကလူနဲ့အောက်ကလူကိုနံပါတ်1ကနံပါတ်1ပြောတာကိုဘာမှပြန်မပြောနိုင်တဲ့ခါကျမခံနိုင်တဲ့စိတ်နဲ့သူဘာလုပ်တယ်နံပါတ်3ကိုသူပြန်ပြီးတော့ဖြည့်နံပါတ်3ကလည်းနံပါတ်2နဲ့နံပါတ်1ကိုသူကပြန်ပြောခွင့်မရှိဘူးလေပြန်ပြောရဲဆိုသူသူအနေထားကိုထိခိုက်မှဆိုလို့ကြောက်စိတ်နေဆိုတော့အဲ့ဒီကြောက်စိတ်ကိုသူဘယ်လိုကိုင်တွယ်တော့ဟောခွေးတယ်သူလည်းသူ့အောင်နေတာလေအဲ့လိုပြန်ပြီးတော့မခံနိုင်တဲ့စိတ်နဲ့နေပြောတာလေအကောင်းတဲ့ဆိုလို့ခုရှိနေရမှာအဆိုးကိုပဲရွေးပြီးတော့ပြောတာလေnegative ပိုင်းရဆိုဆိုးကိုပဲရွေးပြီးတော့ပြောတယ်အဲ့ဒါမျိုးဖြစ်လာလို့ဆိုရင်အဲ့ဒီလုပ်ငန်းခွင်ကအ
စိတ်တောက်ဖြစ်ပါဘူး toxic စိတ်တောက်ဆိုတာမခံရတဲ့စိတ်များတဲ့မိသားစုဆိုရင်အဲ့လို toxic ဖြစ်တဲ့မိသားစုဆိုစိတ်တောက်တွေများမိသားစုမခံရတဲ့စိတ်နဲ့ဥပမာဟိုဘက်ကဦးစီးဌာနဒီလိုဦးစီးဌာနဆိုရင်ညွှန်ချုပ်ရှိဖို့ဘက်ကညွှန်ချုပ်တရားဒီဘက်ညွှန်ချုပ်တရားဟိုဘက်ညွှန်ချုပ်နဲ့ဒီဘက်ညွှန်ချုပ်မခံရတဲ့စိတ်နဲ့ပြန်ပြီးတော့သူတို့တက်လာတယ်ဆိုရင်ဒီရတို့ရလာတယ်ဆိုရင်သူတို့လူကြီးဖြစ်တယ်ဆိုရင်ညွှန်ချုပ်ဖြစ်လာတဲ့အခါမှာသူဦးစီးဌာနကိုဦးစီးဌာနသူဌာနကိုဌာနသူတိတ်ကူးပေါင်းဆိုင်မှာမဟုတ်ဘယ်သူပဲကြည့်ခံတော့ဘန်းကြီးပဲကြည့်ခံတော့အမတ်နဲ့ရောက်ဖြစ်ချင်းဖြစ်မယ်လွတ်တော်မတ်နဲ့ရောက်ဖြစ်ဖြစ်မယ်ဝန်ကြီးနှစ်ပါးဖြစ်ချင်းဖြစ်တိုင်းပြည်နဲ့နှစ်ပြည်ဖြစ်ချင်းဖြစ်ခုဘက်ကျောင်းဆရာတော်နဲ့ဒီဘက်ကျောင်းဆရာတော်ဖြစ်ချင်းဖြစ်မခံရင်နဲ့စိတ်ဆိုသူကအရန်ကို destructive ဖြစ်တယ်အရန်ကိုဖြတ်တဲ့ပေါ်စံပူပေါင်းပြီးတော့အင်းအားကောင်းအောင်ကြက်တာဖြည့်ရှင်းတဲ့နေရာမှာအင်းအားကောင်းအောင်လုံးမဲ့အစားတယောက်ကတယောက်ရဲ့အလုပ်ကိုကံပြည့်ရန်ဖြစ်ပဲလုံးနေဒါတွေဟာမခံနိုင်တဲ့စိတ်တွေကြောင့်အဲမခံနိုင်တဲ့စိတ်ပဲနေလာတော့ပြန်ဆိုင်တဲ့စိတ်ကနေလာပြန်ဆိုင်တဲ့စိတ်ကနေလာဒါကြောင့်မြတ်စွာဘုရားကပထမဆုံးသင်ပေးတဲ့ယဟန်တွေဒါမျိုးတွေပထမဆုံးသင်ပေးတဲ့သင်ခန်းစာအဝတ်စားဖို့တဲ့နေရာမှာလည်းသူများတော့မကြိုက်ဘူးသင်္ကန်းဖို့တဲ့နေရာမှာတော့မကြိုက်ဘူးဘာကြောင့်ဒီသင်္ကန်းဖို့တော့အေးတန်အပူတန်ရာသီဥတုတန်ခါခွဲနိုင်ဖို့ချင်းတွေရင်းတွေအဲ့ဒီပိုးကောင်အသေးလေးတွေခါခွဲနိုင်ဖို့အချက်ခါခွဲနိုင်ဖို့ဒီလို practical reason လက်တွေ့ကြတဲ့အကြောင်းတွေဒီသင်္ကန်းလို့ဒီဥစ္စာအထောက်ပြုတရားနာပေးတဲ့နေနဲ့ဒီ message ကိုဘယ်လိုသုံးမှာမနဲ့အေးရနေထားလာပြီးတော့ဒီမိုးချိုးပြီးဥစ္စာလဲတဲ့အခါအဝတ်စားဝတ်တာအရှက်ကောက်ွယ်ဖို့လူကြားသူကြားဝင်ရတဲ့အခါလူတွေကိုလေးစားဖို့နောက်ပြီးတော့ကျမ်းမာရေးအတွက်အဘူအေးကိုကောက်ွယ်ပြီးတော့ကျမ်းမာရေးမပလင်တက်ခါစားတော့တစ်ချက်6ဆိုအဲကြောင့်ပါရတဲ့သင်္ကန်းလေးကိုလေထဲမှာပတ်လိုက်တဲ့အခါကျတော့ခု6ဆိုတော့သင်္ကန်းကဒီလိုတူလက်တွေ့အသုံးချတရားနာပိဋကလည်းဒီတိုင်းနင်းနေကြတော့ဒီလိုဖြစ်တယ်ဆိုရင်အဝတ်စားကိုပြန်ပြီးအားကိုအဝတ်စားဆိုတာဒီလိုနေရာမျိုးမှာတော့စိတ်ကဒီလိုနေရာဒီလိုအတွေးမတွေးတတ်ဘူးဆိုရင်ဒီလိုစိတ်ထားမှထားတာဆိုရင်ဘယ်လိုဖြစ်လဲငါဒီဝတ်စားဝတ်တာလူတွေထင်သေးမှမသိဘူးသူတို့ထင်ကြည့်ပါမလားသူများထင်ကြည့်အောင်ပဲကိုယ်ဝတ်စားဝတ်တယ်လူတိုင်းကတော့ပဲထင်ကြည့်တချို့လူကိုဘလောက်ပဲကောင်းတော့ဝတ်သွားဝတ်သွားသူကသူ့အပူနဲ့သူဆိုတော့ကိုယ့်ရဲ့အဝတ်စားကောင်းလေအဝတ်စားလှလှလေဈေးကြီးတဲ့ဝတ်စားလေသူခီးတော့မဆိုင်ဘူးသူ့ပူနဲ့သူရှိနေတာဟုတ်ပူနေတာတချို့လူကြတော့သူ့မာနနဲ့ကိုကောင်းတော့ဝတ်သွားတဲ့အခါမှာသူကမခံနိုင်တဲ့စိတ်ဖြစ်တယ်အဲ့ဒါကြောင့်တရားနာပြီးဘုရားမြတ်စွာဘုရားပြန်ဆိုင်တဲ့စိတ်နဲ့ဖြစ်အောင်စာဝတ်နေချမ်းသာရေးအစာကောင်းရေးအဝတ်စားရေးနောက်နေစရာထိုင်စရာအိမ်ရေးအဲ့ဒါနဲ့ပတ်သက်ပြီးပြန်ဆိုင်မှုတွေမရှိဘူးကို
ကိုယ်ခန္ဓာကိုတဏှာလို့အစာကစားပါတယ်ကိုယ်ခန္ဓာကိုတဏှာလို့ယောဂမဖြစ်အောင်စားပါတယ်ကိုယ်ခန္ဓာကိုတဏှာလို့ဝိစားရဖို့ပါဇာလိုက်ကောင်းဒီလိုစိတ်ထားနိုင်မခံခြင်းနဲ့စိတ်မဖြစ်တဲ့ခါကျတော့ဘေးကလူတွေနဲ့တော်နိုင်ဘယ်ကမှဖြစ်တယ်ဘယ်ကမှဖြစ်တော့မခံခြင်းနဲ့စိတ်နဲ့ဝတ်တဲ့စားနေဆိုရင်ဟိုဘက်ကအိမ်နဲ့ဈေးကြီးနဲ့ဟန်ဘက်လေးလက်ကအိတ်သွားဝယ်နေဆိုကိုယ်ကလည်းမခံခြင်းနဲ့စိတ်အဲ့ဒီထက်ပို့ပြီးတော့ဈေးကြီးကသွားဝယ်ကိုဝယ်တာဘာလို့ဝယ်တာတော့အဲ့လူကိုပြချင်တယ်ဘာလဲတာဝတ်နေတယ်ဒီနေ့ပြောမယ်ဆိုရင်ကိုမကြိုက်တဲ့လူအဲ့လူအတိမကိုအတိမပြောဘလောက်မှမဲတဲ့အတွေ့တော့ကိုမကြိုက်တဲ့လူရဲ့အတိမပြူတော့ခံချင်ဘယ်ဖြစ်နေမှာတော့စောပိုင်းကရှင်းပြတယ်ပြန်ဆိုင်တဲ့စစ်ပွဲပဲပို့များတယ်ဒါကြောင့်တရားနာပေးတဲ့လူစီတော်ဝဲတဲ့ခါမှာလည်းပဲမခံနိုင်တဲ့စိတ်တွေမဖြစ်အောင်ကိုယ်စိတ်ကိုဆုံးမပါအိမ်မှာနေတဲ့အခါအချင်းစကားပြောတဲ့ခါမှာလည်းမခံနိုင်တဲ့စိတ်တွေမဖြစ်အောင်ကိုယ်ကိုဆုံးမပါကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲမခံနိုင်တဲ့စိတ်တွေဖြစ်မဲ့အစားမခံနိုင်တဲ့စိတ်မှာအင်အားကိုပါပြီးအသုံးပြုမဲ့အစားတိုင်းပြည်ရဲ့ပြဿနာကိုစိတ်ဝင်စားတိုင်းပြည်ပြဿနာကိုပြေလည်အောင်လုပ်တဲ့နေရာမှာကိုယ်အင်အားကိုအသုံးပြုဒီကလေးကပါရမီဖြည့်ပြီးသားဖြစ်ပါစာလဲကြက်ပြီးသားဖြစ်ပါအများအတွက်သူစာကြက်တယ်ဆိုတော့အများအတွက်လိုအပ်တာအများကြီးလိုအပ်တယ်ဆိုစာမကြက်နဲ့ပြောရင်မရအောင်သူစာကြက်သူစာကြည့်မလေးလာပါဘာဖြစ်လဲအများကိုညီချင်းအများကိုညီချင်းဒါကြောင့်အများအတွက်တွေးတတ်တဲ့ဒါသမီးတွေဖြစ်အောင်ပြုစုကြပါတပည့်တွေဖြစ်အောင်ပြုစုကြပါလုပ်ငန်းခွင်မှာလည်းပဲအများရဲ့ပြဿနာတိုင်းပြည်ပြဿနာကိုကြည့်ပြီးတော့ငါတို့လုပ်တဲ့အလုပ်တိုင်းပြည်ရဲ့ပြဿနာကိုဖြေလည်အောင်လုပ်တဲ့နေရာပါဘုံမတရားဟောရင်အဲ့လိုပဲစိတ်ထဲမှာထားဘုံမတရားတွေထပ်လာမထပ်ဘူးလားဘုံမအဲ့ဒါတွေပြောလို့ဆိုင်ဘုံမတရားဟောတဲ့အခါမှာဘယ်သူကအထင်ကြီးလားမကြီးလားအဲ့ဒီစိတ်ထဲမှာမရှိငယ်တော့အဲ့ဒီစိတ်တွေဖြစ်သူများအထင်သေးမှအရင်ကြောက်စိတ်ဟိုကြောက်စိတ်ဘုံမအသက်10နှစ်ကိုယ်လေးကလေးအစားပြီးတော့စာတင်တိုင်းနေပြီးမိဘစီပြန်သွားရင်ဘေးနာအိမ်ကိုမိဘလို့ပြောတယ်ဟောဒီမှာတို့ရဲ့သားလေးကအဝေးမှာစာသွားတင်ပြီးတော့ဆိုင်ထဲမှာအဲ့လိုပဲကိုစာမဖြစ်ပြီးတော့ပြန်လာမိဘဝန်တာလည်းစိတ်နဲ့ဖြစ်မကြွားတဲ့စိတ်နဲ့ဖြစ်ဟောအဲ့ဒါပြောတဲ့ခါကျတော့သူတို့တငယ်ချင်းတွေကလည်းအိမ်ကိုပင့်တယ်တညကိုတအိမ်မှာကျင်း10နှစ်သားခွေနေ17နှစ်သားခွေရောက်တဲ့အိမ်နဲ့မှာတရားဟောပင့်ဘယ်ဟောတတ်မှာတော့ဘယ်ဟောတတ်လဲအဲ့ဒါနဲ့လူကြီးတွေတချို့ကတော့ခရုဏာအမြဲတမ်းကိုရင်တင်နေတဲ့စာအကြောင်းပြောပြဘုံမမိတဲ့လောကမိတိအကြောင်းပြောရတယ်ဒုစနခန္ဓာဒုစနခန္ဓာဒုတိယခန္ဓာတတိယခန္ဓာဘုံဘာပြောပြတော့လူမိုက်ဟာအပြစ်မှချိုးတတ်တယ်ရေသဖန်းနဲ့တူတတ်တယ်အပြစ်မှကြည့်တော့အရင်လာပါအထဲမှာတော့ပိုးမွားရရှိတတ်တယ်ပညာရှိသူတော်ကောင်းကြတော့အပြစ်မှတစ်ခါ
အထင်ကြီးစရာမရှိပိန်နေဒီလိုပဲဒီခါလဲစူးပြီးပါတယ်အထဲမှာကြတော့တကယ်ဟိုစားလို့ကောင်းတဲ့အာဟာရရှိတယ်သုံးနေတော့မကြောက်တရားဟောပြီးလောကကြီးတွေကိုရင်ဒါပဲတက်လိုက်ဟုတ်တယ်ဒါပဲတက်တယ်ဆယ်နေနာခွေနေတရားဟောခိုင်းတယ်အဲ့လိုဟိုခုနှစ်ပြန်ပြီးကြည့်တဲ့အခါပြင်ဆင်ချိန်မရဘူးသင်တန်းလည်းမရှိဘူးချက်ချင်းအဲ့လိုတရားဟောခိုင်းဆိုတော့စိတ်ဖြစ်စီးမှုတွေများတာအဲ့မှာမခံနိုင်တဲ့စိတ်တွေဖြစ်ချင်းဖြစ်လိမ့်မယ်မှန်းကြည့်တာမှန်းကြည့်အဲ့ဒါနဲ့တစ်ဖက်ကကြိုးစားတော့တစ်ဖက်ကလည်းပဲထောက်စိတ်ပြန်များနောက်ပို့ပြီးတော့ကြီးတဲ့စာမျက်နှာတွေရောက်သွားတဲ့အခါကျတော့စနစ်ကကိုမခံနိုင်တဲ့စိတ်ဖြစ်အောင်လုပ်ခိုင်းအစာဝဲဖြည့်ပြီးဆိုရင်အမှတ်ဘလောက်ရတဲ့ခါလဲနိုင်ပေါ်မှာတပတ်တော့ထားတာဘယ်ကိုင်းကအမှတ်ဘလောက်ရတယ်ဘယ်ကိုင်းကဘလောက်ရတယ်အဲ့ဒါကိုအောက်ဆုံးကြားနေတပတ်လုံးအောက်ဆုံးပရမရနဲ့တပတ်လုံးပရမဒါပြန်ပြီးတော့ကြည့်နေဆိုရင်တစ်ခါကတော့ကြိုးစားစေချင်လို့လုပ်တဲ့စနစ်လို့ပြောနေတယ်ဒါပေမဲ့အဲ့ဒီစနစ်ကိုကြည့်ပြီးတော့အသုံးပြုပြီးတော့အကျိုးရှိမဲ့ပုဂ္ဂိုလ်ကလူနည်းစုအထက်မှာအဲ့တော့ကိုညံကောင်းတဲ့ပုဂ္ဂိုလ်အများစုကတော့အဲ့ဒီစနစ်ထဲမှာမပါအဲ့ဒီစနစ်အားပေးခြင်းကိုမခံရသူတို့နေကြအင်္ဂလိပ်လိုပြောရင် humiliate ဖြစ်တယ်အချက်ခွဲခံအဲ့ဒါကြောင့်ဟုတ်ဘုံမောင်ချောင်းတက်ခဲ့တယ်အောက်ဆွတ်တက်ခဲ့လို့မှာဆိုရင်ချောင်းသားတွေကိုအောင်စင်းပြီးစာအိတ်ထဲမှာတရားစီပေးအမှတ်ဘလောက်ရတယ်ဘယ်လိုအောင်လဲဘာနဲ့အောင်လဲ first class နဲ့အောင်မလား2-1နဲ့အောင်မလား2-2နဲ့အောင်မလားသူပဲတည်သူတယောက်ပဲတည်သူနဲ့သူ့ဆရာပဲတည်တခြားချောင်းသားတွေမတည်တနည်းအားဖြင့်ပြောလို့ဆိုမပြိုင်ဆိုင်ခံမပြိုင်ဆိုင်ခံအဲ့တော့ပြိုင်ဆိုင်နေဆိုတာအထက်ရောက်သွားလို့လည်းပဲ superiority complex ငါပါတယ်ဆိုတဲ့စိတ်နဲ့ဝင်ပြီးတော့တခဏတာသူ့ကိုယ်သူခုံယူနိုင်နေတယ်ဘယ်သူမှများငါ့ကိုကြော်သားမှလည်းမသိဘူးဆိုပြီးဆိုရင်စိတ်ရှိရှုံးတဲ့ပုဂ္ဂိုလ်နေနဲ့လည်းပဲနိုင်တဲ့ဒီအမှတ်များတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့မုဒိတာမဖြစ်နိုင်ဘူးပြန်ခိုင်းတာကိုယ်ပြန်နေဖို့ကိုယ်ပြန်ဘက်ကိုဂျန်သူလို့မြင်နေတာအဲ့ဒါကြောင့်ပြန်ဆိုင်ပြီးဆိုရင်မိသားစုတွင်းမှာလည်းအဲ့လိုအချင်းချင်းစကားမပြောနိုင်တယ်ရှိတွေးတာတော့တာဂျန်သူဖြစ်သွားတယ်လင်းမရအရာစီပွားတစ်ခုစီလို့ဘယ်သူကပို့ပြီးတော့အောင်မြင်တယ်အဲ့ဒီစိတ်မျိုးပြန်ဆိုင်တဲ့စိတ်မျိုးဝင်လာပြီဆိုရင်အဲ့ဒီနေရာနဲ့အောင်လိုက်ညီစားဖြစ်ခါစားတော့တရားကျင်ကျင်နာနာတရားကိုတရားလိုလိုက်တာမျိုးမရှိတော့တရားကိုတရားပြန်တဲ့အနေနဲ့မြင်လိုက်တာမခံချင်တဲ့စိတ်တွေဖြစ်အဲ့မခံရတဲ့စိတ်ဖြစ်ပေါ်လာလို့ဆိုရင်လေမယားရဲ့သူမသိတော့မောင်နှမရဲ့မသိတော့မိတ်ဆွေတငယ်ချင်းသူမသိတော့တို့နိုင်ငံသားအချင်းမသိတော့တို့လူသားကဘာသူကဘာသာချင်းမသိတော့ inhibiting လို့ခေါ်အတွေးခေါ်စိတ်တွေပြောင်းသွားတယ်
စင်ရင်တဲ့ညနေပြောက်သွားအဲ့ဒါကြောင့်မို့လို့မကြည့်ဒီမခံနေတဲ့စိတ်အစကရုဏာနဲ့မြင်မြန်ပွားပြီးလူတိုင်းကဒုက္ခတွေနဲ့ကြည်အကြိုက်ထိုင်ဥပမာအကြိုက်ထိုင်ဘုံလိုနဲ့ညောင်းတဲ့တရားနဲ့ပြည့်ပြည့်ညောင်းဒါဒုက္ခငကိုကပါလာတဲ့ဒုက္ခမွေးတဲ့ပါလာတဲ့ဒုက္ခပြီးရင်ပင်မနဲ့အနာယူဖို့လိုအပ်တယ်ဒါမွေးကလေးပါလာတဲ့ဒုက္ခပြည့်နဲ့ရောက်လာတဲ့အခါကျတော့ဘိုက်ကဆာလိုက်တယ်ဒါမွေးကလေးပါလာတဲ့ဒုက္ခအဲ့ဒီဒုက္ခလေးတွေလိုက်တွေ့ငါမှလည်းဒီဒုက္ခရှိတယ်ဒီတိုင်းလူတွေဒီဒုက္ခရှိတယ်အဲ့ဒုက္ခတွေတွေ့ပြီးတော့ကရုဏာဖြစ်နေဘယ်သူပါပဲပြောကိုမခံနေတဲ့စိတ်ဖြစ်တယ်အလုတ်ကြိုးစားတဲ့နေရာမှာလည်းကရုဏာနဲ့ကြိုးစားတယ်ကရုဏာကြောင့်ကြိုးစားတယ်ကရုဏာနဲ့ကြိုးစားကုသိုလ်ပဲဖြစ်တယ်ကြိုးစားတဲ့အချိန်တွေတယောက်ကစိတ်ဖြစ်စဉ်ကိုလည်းညာဒေါသစိတ်မာနစိတ်နဲ့ကြိုးစားနောက်တယောက်ကျတော့အဲ့လိုမဟုတ်အများအတွက်ကိုယ်အတွက်အများအတွက်ဒုက္ခကြီးနေတော့အောင်ဆိုပြီးတော့ကြိုးစားကုသိုလ်စိတ်နဲ့ကြိုးစားတဲ့ချင်းတူအောင်မြင်တဲ့ချင်းတူပိုက်ဆံရှိတဲ့ချင်းတူစားမအောင်တဲ့ချင်းတူတယောက်ကအကုသိုလ်စိတ်မကျွမ်းကျင်တဲ့အတွေ့မကျွမ်းကျင်တော့အကုသိုလ်လို့ခေါ်တာအကုသိုလ်ဆိုတဲ့ပါဠိစကားမကျွမ်းကျင်တဲ့ unskillful thought မကျွမ်းကျင်တဲ့ကုသိုလ်ဆိုတာကတော့ကျွမ်းကျင်တဲ့အတွေ့တွေးလိုက်လို့ဆိုရင်စိတ်နဲ့ကိုယ်လည်းစိတ်နဲ့တခြားတွေစိတ်နဲ့မငြင်းလို့မကောက်အများနဲ့ကိုဆက်ဆက်ပြီးတော့နေလို့ရတယ်ဆိုတော့လည်းမချောက်အဲ့လိုဆိုတော့လည်း6ပါလို့ဆိုတာက negative emotion တွေညာအဲ့ဒီထဲမှာတင်းနေညာအောင်ရွေးပြီးတော့ပြောတာမခံချင်တဲ့စိတ်ကံခံချင်တဲ့စိတ်အဲ့ဒီ negative emotion တွေရွေးပြီးတော့ပြောပါပါတယ်တရားနာပေးတဲ့ညာလည်းပဲဒီစိတ်ထားလေးကိုပေါ်လာတဲ့အခါပေါ်လာပြီးဆိုတတိလေးနဲ့တတိလေးပြုနိုင်ပါစေကိုယ်ကိုအပြစ်မတင်ပါနဲ့မခံနိုင်တဲ့စိတ်အပြစ်မတင်နဲ့မခံနိုင်တဲ့စိတ်ကိုဖုံးပြရမှာတတိလေးနဲ့ကြည်ပေးပါတတိလေးနဲ့ကြည်မခံနိုင်တဲ့စိတ်ဖြစ်ကိုယ်ကိုကရုဏာဖြစ်ပါတခြားလူတယောက်ကမခံနိုင်တဲ့စိတ်ဖြစ်တယ်ဆိုရင်သူတို့ကရုဏာဝါပေးပါကရုဏာစိတ်နဲ့ကြည်ပေးပါတနာတဲ့စိတ်နဲ့ကြည်ပေးပါဒီလိုကရုဏာစိတ်နဲ့မိမိအကျိုးသူတို့ကအကျိုးခိုင်းကြီးအကျိုးသားတို့ကျိုးတိုးရတဲ့ပု္ပ္ပာဆံနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေတရားတော်မှာယုံကြည်လေးသားစွာ၆သက်အပ်ပါပြီဗျာ